လုံးပဲမင်္ဂလာပါဒီနေ့တော့ဆာကူရာရဲ့မှာမိတ်ကပ်လေးလိမ့်ပြပါလက်ဘောနော် comment လေးတွေ့လို့လိမ့်ပြမှာဖြစ်ပါတယ်အရင်ဆုံး police station ကအနောက်ကပေါ့နော် police station ကအနောက်ကိုသွားပါမယ်ရှာကိုအိမ်မှာလေးလိမ့်လို့ရပါတယ်ကဲ police station ကအနောက်ကိုသွားပါမယ်ကဲဒီမှာ police station ကအနောက်ကိုရောက်ပါပြီဟာအမဘာလို့များလို့ကျလို့မသိဘူးနော်အမလေးစပင်းအောင်လေးလဲစိုးမယ်ပြီးရင်မိတ်ကပ်လေးလဲလိုက်ပေးပါဦးနော်ဟုတ်ဒီဘက်ကိုကြပါနော်ငါကစပင်းနဲ့မညတ်တော့အမစပင်းတပင်းညလိုက်မယ်အရောက်မစရမလဲဟုတ်ဘာအောင်လေးဆိုမှအပြာလေးပါအိုးငါလာသွားရဲ့ငါ့မျက်လုံးအယောင်လေးပဲပြောင်းငါလာလိုက်တာကြားပဲမင်းသမီးလေးနဲ့တူလိုက်တာဒါနဲ့ငါမိတ်ကပ်ပြင်အောင်မှာမိတ်ကပ်ကရဘယ်လိုချစ်တော့အနောက်ဆုံးမှပြောပြမယ်ပေါ့နော်ငါကဒီဟာကမှားတော့အရှယ်ကိုကြာပါညီကိုပါညီမဘူးဒါလေးပဲတောင်းလိုက်မယ်အေးလာတယ်အဲ့လေမလာအဲ့ချလာတော့တယ်နော်လာကဲဟာလေးကိုအဲ့ဖွာလေးကိုလည်းပန်းကြီးကိုလည်းအပြာဒါလေးကို lips ကိုလည်းပြပါနော်ငါအယူမိုင်နဲ့တူသလားလို့ပြောနေချစ်တော့တမီးအယူမိုင်နဲ့တူသွားတယ်လို့ပါပဲရှာကဲအဲ့ဆိုတမီးရဲ့ကားနဲ့သွားပါမယ်ရှာအဲ့ဆိုအနောက်ဆုံးပြပြပါမယ်ရှာအဲ့ဟိုကတော့အသက်ထွက်တာပေါ့နော်အသက်ပေါ့နော်လောက်ရတာပေါ့နော်နေယူပေါ့နော်ပြောရမယ်ဆိုရင်တော့နေယူပါရှာကျမအယူမိုင်နဲ့တူပါတော့ပါရဲ့ရှာကျမကအယူမိုင်နဲ့တူသွားလို့အိမ်မှာလည်းထပ်ပြင်လို့ရပါရှာရပါသေးရှာအခုတော့ကျမကတော့မပြင်တော့ပါဘူးရှာမောလို့မပြင်တော့ချင်းဆိုရင်အဲ့လက်အညောင်လေးအဲ့လိုဖြော့မွတ်လေးတွေလောက်ပြရပါဒီလိုလိမ့်လိုက်ရင်တော့အရင်တိုင်းဖြစ်သွားပါရှာဒါတော့အတစ်ထပ်ပါရှာအားရဆာကူရာစကူအတစ်လေးတောင်းလိုက်ပါအဲ့ဆိုရပါမယ်ရှာသမီးရမအခုအားရလေးတောင်းလိုက်လို့ပါရှာအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲကြကြ